Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဖြိုးရဲ့တကြံအကျိုးဘရောက်ဝမ်းဆက်ဒီဇိုင်းလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်ဒီဝမ်းဆက်လေးမှာဘရောက်ပန်းတွေကိုဖြိုးက 3D အကျစ်ပုံစံဒီဇိုင်းနဲ့ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်ဘရောက်ပန်းလေးတွေရဲ့ပွင့်ရွက်ကြည်လေးတွေကအစားပွင့်ဖက်တစ်ခုချင်းစီကအစားလုံးဝပွင့်ဖက်လေးတွေက 3D အကြွဒီဇိုင်းလေးပေါ့နော်ဖန်တီးထားတာဖြစ်ပါတယ်ဖြိုးရဲ့ပထမဦးဆုံးသော Levi's ရဲ့ design collection ကနေပထမဦးဆုံးသောထုတ်လုပ်တဲ့ဘရောက်ဝမ်းဆက်လေးပဲဖြစ်တယ်ပြီးတော့ကြယ်သီးလေးတွေကအစားဖြိုးက handmade ကြယ်သီးလေးတွေကိုဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်ရှင်အဲ့တော့ဘရောက်ပွင့်ဖက်လေးတွေမှာပွင့်ဖက်လေးတွေကလည်းကြွလေးနဲ့မကြမီကြောက်ရောက်တော့မဲ့တကြံမှာဝစ်စင်ဖို့ရန်အတွက်ဒီဘရောက်ဝမ်းဆက်လေးကအရန်ကိုလိုက်ဖက်ပါတယ်ရှင်အခုလိုဘရောက်ဝမ်းဆက်လေးကိုမှာယူခြင်းနဲ့ဆိုရင်ဖြိုးရဲ့ Viber မှာ pre-order တင်ပြီးတော့မှာယူအပ်ပေးလို့ရပါတယ်ရှင်မင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေနော် Thank you ပါ bye bye